တိုက်ပုတ်နဲ့အရှင်းနေတဲ့တူနေရလားဒါမြန်မာပြည်ရဖျားဖုံးကြောင်းလို့နော်တော့ပဲဝယ်စားတာလို့တော့လေကုသိုလ်ရောက်သွားလဲဝါပဲဟက်ကမရလိုက်စားမင်္ဂလာပါဒီနေ့ကတော့အစိုးရထားပြီးတော့ပိုင်လေးရဲ့ကောင်းမှုစေတနာတခြင်းကိုMTV တွားရိုက်မှာဖြစ်ပါတယ်လို့နော် MV တွားရိုက်မှာဖြစ်ပါတယ်မနေ့အစိုးရထားပြီးတော့အခုကတော့ဒါကားတော့မှာပေါ့နော်ရာသီဥတုကတော့မနေ့ကရာသီဥတုကောင်းတယ်ဒီနေ့လည်းကောင်းမယ်ထင်ပြီးတော့စော်ထားလာမိုးလေးတော့နည်းနည်းလေးရှိတယ်မိုးအုပ်နေတာပေါ့နော်ဒါပေမဲ့ကိုသွားမဲ့ location နေရာရောက်ပြီဆိုလို့ရှိရင်တော့ဘယ်လိုလာမလဲဆိုတော့မသိဘူးပေါ့နော်အဲ့ရမှာမင်းသားလည်းပါတယ်နှုတ်ဆက်လိုက်ပါဦးမှန်ပါအနောက်ကတပည့်လေးတွေပါပါတယ်လို့နော်နှုတ်ဆက်လိုက်ကြပါဦးအဲ့တော့လိုက်ခဲ့ပါဟိုရောက်လို့ရှိရင်လေlocation ကတော့2နေရာ3နေရာတော့ရွေးထားတာပေါ့နော်ဟိုရောက်ရင်ပြန်ပြီးတော့ပြမှာဖြစ်ပါတယ်လို့နော်ကဲဒါကတော့အဲ့ဒါပထမဦးဆုံးနေရာရောက်နေပါပြီလို့နော်ဒီမှာပါ MTV ရိုက်တဲ့နေရာတော့ဒါတော့ဖူကက်ထဲမှာပေါ့နော်ကဲနှုတ်ဆက်လိုက်အောင်ရောမင်္ဂလာပါဟုတ်ပါရဲ့ရမ်းလာတဲ့ဖျားလေးပါအပေါ်မှာတကယ်ရိုက်သွားပြီအောက်မှာရိုက်ရအောင်မယ်အောက်မှာမရိုက်ရသေးဘူးနော်ဒီမှာအဖက်လိုက်အောက်မှာလှတယ်ကျန်အောက်မှာကျစီသူလှနော်အဲ့ဒီအလေလောက်မှာတကယ်လောက်ရိုက်ရအောင်မယ်ဦးအပြင်မှာတော်တော်တပ်ပဲ့တယ်ဖုန်းကြောင်းပါမကျန်ကျစီသူနော်ဖူကက်ထဲမှာပါတော့ဒါကတော့ဒီနောက်ပြီးတော့ဟိုဖန်ကားမှာသွားရိုက်ရအောင်မယ်ကဲတော်တော်လှတော့ကျစီသူနော်မကြည့်ဟိုတော်တော်လှတယ်ဖရားကြောင်းနော်ဒီမှာတော်တော့အကုန်လုံးတော့မပြီးသေးဘူးသူကလေအောက်မှာရေအပေါ်မှာဒါအပေါ်ထက်မှာပေါ့နော်အောက်ထက်ရှိတယ်ပေါ့ဒီမှာတော်လေးကိုနော်တပ်ပဲ့တယ်ဘယ်လိုလဲဒီနေ့ကတိုက်ပုတ်နဲ့အရှင်းနေတဲ့တူနေရလားအရှင်းနေတဲ့တူနေရใบใหญ่เลยเนี่ยกระเป๋านี่ใบใหญ่ใช่ไหมลูกมีช่วงเวลาตำแหน่งลูกจะมาหาแม่มีเดือนเป็นวัน5 วันงานลูกมีใจบริการเต็มหมดเต็มวัดกันเลยการเต็มให้ลูกเต็มหมดแม่ก็ให้เลข9ได้บวกกับวันเกิดของลูกนะနောက်ထပ်တစ်ကြောင်းပေါ့နော်ဒါစီအိုကြောင်းလေးနဲ့စီအိုဒေါ်လေးထဲမှာဟုတ်လားနော်ကဲဒါတော့ယူနီဖောင်းပြောင်းလိုက်ပြီပေါ့နော်ဆိုတော့တန်ကားတော်တွေဟိုဘာလဲကထိတ်ခင်းတာမကြသေးလို့ပေါ့နော်အဲ့ဒါဘယ်ဒီလားရှိရင်လည်းရှိတယ်ဟိုမှာလာအဖွဲသားတွေသူတို့ကလည်းနော်အေးလာဒီနေ့ဒီမှာတကယ်ရအောင်မယ်ဒါဒုတိယကက်ပေါ့ဟုတ်ပါတယ်နော်ဒါတော့အဝါရောင်လေးနဲ့အထက်ကအနက်ကလေးဦးကြောင့်မင်းကြီးပဲကျန်ကျန်ရှုခင်ကောင်းတယ်ရောဒီနေ့ရာသီဥတုကမပူဘူးမိုးလေးအုပ်အုပ်လေးနဲ့အရန်ကောင်းတယ်ဒီမှာပါအပွဲလိုက်ရတော့ကျဒါဒီနဲ့တိုက်ပုတ်အင်ဂျီလေးအထက်ကလက်ကတုံးလေးပေါ့နော်မိုးလေးချစ်စစ်သူရဲ့ဒီတကက်ပဲရသေးတယ်မိုးလေးရွာတာအမှတ်တရတော့တော်တော်ဖြစ်တယ်နော်ကောင်းမှုစေတနာဒါရွှေမိုးငွေမိုးလေးရွာတာပေါ့နော်ကောင်းမှုစေတနာတစ်ချက်ရိုက်တာမိုးလေးရွှေမိုးငွေမိုးလာတယ်မိုးလာပြီမဲ့လည်းရမ်းမိုင်းတိုင်းလို့ကောင်းပါရဲ့အချိန်လေးပြပါရဲ့ကွာတော့ဖျားတပ်ပဲနော်ဘာကြောင့်အဖွဲသားလေးပါမိုးလေးကြီးစားတယ်လူကတော့ဒါတဲ့လူကိုကြည့်တော့ Oh my god ပဲမိုးဒါတော့အကက်ငယ်လေးတွေပဲရိုက်ရသေးတယ်တချင်းနဲ့မရိုက်ရသေးဘူးပေါ့နော်နည်းနည်းလေးစောက်ရမယ်ဒါရွှေမိုးငွေမိုးအေးမြတဲ့ဟိုတချင်းပဲပါလေအေးမြလေးဆိုတော့ဒါတို့ကကိုအေးမြစင်းနဲ့ကျုပ်ဆိုနေရနော်ရာသီဥတုမပူဘူးတဲ့လေနော်ဒီပါတော့ဒါဖျားပေါ်မှာဒါမြန်မာပြည်ရဖျားဖုံးကြောင်းလို့နော်တစ်ချက်တည်းကြားတယ်နော်ဒါတော့အမှတ်တရလေးတွေပေါ့နော်MTV ရိုက်တဲ့နေ့မှာမိုးလေးနဲ့ပေါ့နော်ဒါကလမိတ်ကောင်းပါတယ်နော်ရွှေမိုးငွေမိုးတွေပေါ့ဒီမှာတော်တော်တပ်ပဲ့တယ်မှာ CD ရှင်ပြားတော့တလားနော်စိတ်ဆောင်မိတ်ကောင်းဟမ်ဒီမိုးမိုးလေးကွာစိတ်ကောင်းနဲ့မိတ်ကောင်းဒီမိုးမိုးလေးကွာဒါပေမဲ့ရာသီဥတုကကိုယ့်ဘက်ပါလို့ပြောရမှာနော်အရန်မပူဘူးနော်မိုးကလည်းတိတ်မှမိုးကလည်းတိတ်တော့မယ်နော်တလားဖျားပေါ်မှာပါတောင်ကြီးပဲတောင်ကြီးဦးကြီးပါလဲဆိုလေတောင်ဦးကြီးတို့တွေ
လက်ပြားမငွေတီးလို့ပြောနိုင်ကြပါစေ လာလား สวยมากสวยมาก ဟုတ်တယ်အဲ့ဒါသူလို့လို့ကြတယ် เลย ကြာတော့ကြပြတယ်သူ့စီလို့ပြไปซะเถอะ နော်ဘူးကြီးတာစားတယ်နော်အဲ့ဘူးတိတ်တော့ပြီနော်သမင်းလာဆွဲပါစေဒီမှာပိုင်လို့တွေကဗီဒီယို MTV လာရိုက်ရင်းနေပေါ့နော်ဒီနေ့ပေါ့နော်အလူတကာမှလည်းလာလဲနော်စီရတယ်မိတ်ဆက်တယ်မနေ့ကကထိတ်ခင်းတယ်ကထိတ်ခင်းတယ်အပန်မရှိတော့ဘူးမနေ့အော်အရန်ပျော်ပြီးအော်ထားလို့ဒီနေ့ဒီဖုန်းကြီးเจ้าမှာပိုင်လို့ဟာဟို MTV တချင်းလာလို့ရင်းနေဒီမှာသိရဒါဟိုပါပေါ့နော်သမင်းကျွေးတယ်ပေါ့နော်ဒါဟိုပါလဲဆော့ချက်ထားတယ်သမင်းဟုတ်လားပြီးဆော့ချက်အဲ့ဒါပိုင်လို့ကလည်းတော်ပဲနေဝင်ဆွဲလိုက်ပြီသူ့တောင်ပေးတယ်ပေါ့နော်ဒီထက်ကပူပြီးတော့မှကောင်းမှုကုသိုလ်တွေထက်ကလုံးနေပါစေလို့ကထိတ်တဲ့ရင်းနှခင်းနေပါစေစားတဲ့တဘူပူပြီးတိုးတဲ့ဆမ်းပါပါစေသူ့တောင်ပေးပါလေရပါကောင်းတယ်အတန်ဝေတော့အရပြုတ်ပြီးတော့လူတကာမစီပါကောင်းလားကောင်းလား ငါသားတို့ကောင်းပါရဲ့ တေမိုဒီထောင်းစီတယ်ဝက်သားစီတယ်ဒါကတော့ငါဟင်းဟင်းဘာလဲအပြီးဆုံးဟင်းလိုမျိုးပေါ့နော်ငါဟင်းဆွဲပြီးကောင်းတယ်ရှယ်ပဲတော့ပဲဝယ်စားတာလို့တော့လေကုသိုလ်ရောက်သွားလဲဝပဲရှယ်ပဲကောင်းလားကမ ကောင်းနေတော့ ကဲဒါတော့နောက်ထပ်ဖုန်းကြီးကြောက်တဲ့ကြောင်းတော့အေဂျီကယူနီဖောင်းပြန်ပြောင်းတာပေါ့နော်ဟိုကတော့အဝါလေးကိုပါအဖြူလေးနဲ့ဒါတိုက်ပုံအဖြူလေးအထက်ကလည်းကတော့ဟိုပါလေးနော်ဒါတော့နောက်ဆုံးဖုန်းကြီးကြောင်းပေါ့နော်နောက်ဆုံးကက်ပေါ့နော်တော်လေးပြီးစသွားပြီအားပေးတော့တဲလေးပြီးတော့တစ်ချက်ထွက်လာမယ်ဆိုအားပေးပါဦးလို့ပြောပါလေကျွန်တော်တစ်ချက်တော့မယ်ဟာကောင်းမှုစေတနာ ဟုတ်ပါတယ်အရန်မိုက်ပါတယ် YouTube မှာရော Facebook မှာရောတင်ပေးမယ်ကဲလုံးလိုက်အောင်မယ်စလိုက်အောင်မယ် For your